ဒေါ်အောင်ဆန်းစုကြည်ကိုပုပ်ကိုရေးအရာပိုးဝင်နေတဲ့ NLD ကနေပိန်းဆိုတဲ့စကားသုံးသွားတယ်ဆိုတော့ဒီခွေးတောင်စားဟာလက်ရှိရခိုင်ဒီထဲမှာမိတဲနေထိုင်နေတဲ့ရိုဟင်ဂျာလူမျိုးတွေကိုဗုဒ္ဓဘာသာမကိုးကွယ်တဲ့အတွက်တနည်းအားဖြင့်တခြားဘာသာကိုကိုးကွယ်နေကြတဲ့အတွက်ငါနဲ့မတူငါရံဖို့ဆိုတဲ့အသိစိတ်ဓာတ်မျိုးထားတာဒီကောင်မျိုးဖြစ်ပါတယ်အားလုံးပဲတာလီဆိုပါကိုရှိရှာနေပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဒီလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်ကပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒေဝဒတ်ဖျားကိုဆိုကားတဲ့ဒေဝဒတ်ပေါ့နော်ဒီဒေဝဒတ်ထက်ဆိုးတဲ့လူငပိန်းတနည်းအားဖြင့်ဒီကျွန်တော်တို့ဒီဖျားတော့ဒေဝဒတ်အခုခေတ်ကတော့ဒါပေါ့နော်ကျွန်တော်21ရာစုရဲ့ဒေဝဒတ်လို့ပြောလို့ရတဲ့လူငပိန်းတကောင်ရဲ့ဒါဟောင်ခဲ့တဲ့စကလုံးတွေပေါ်မှာပြီးတော့ဒါကျွန်တော်အနေနဲ့ဒါပုံသက်ပြီးတော့ reaction လုပ်ပေးတော့မှာဖြစ်တဲ့အပြင်လက်ရှိရခိုင်နိုင်ငံရဲ့အရှုပ်ကိုလည်းပဲစူးစီးသုံးသပ်အစီအကံတင်ပြပေးတော့မှာခင်ဗျာအဲကြောင့်မို့လို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့ဒီဘက်ကတော့တရားချင်းစတိုင်းကို40နဲ့ဖိုက်ပလိုက်ပါခင်ဗျာဟုတ်ပြီဒါဆိုဒီကျွန်တော်လက်ရှိနေပြီးတော့ဒီကျွန်တော်တို့21ရာစုရဲ့ဒေဝဒတ်တနည်းအားဖြင့်ဒီကျွန်တော်ခဏပြောပါတယ်ဒီကျွန်တော်အိမ်သားမရှိတဲ့ရွာက၄တန်းမအောင်တဲ့မြောက်ပိုင်းသားလူငပိန်ကိုရခိုင်မြောက်ပိုင်းသားလူငပိန်တကောင်ဟာဒီကျွန်တော်တနည်းအားဖြင့်ဆိုသူ့ကိုသူတည်င်းဌာနလို့ပါလို့လုပ်ပြီးတော့တခြားဒီကျွန်တော်တို့နိုင်ငံရေးသမားအင်အားစုတွေနိုင်ငံရေးသမားတွေကိုဝေဖန်လေကန်နေတဲ့ဒီလူငပိန်ပေါ့အဲ့ဒီလူငပိန်တကောင်ကိုကျွန်တော်ဒီနေ့ဆုံးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ကဒီကောင်ကိုမဆုံးမဘူးလို့ကျွန်တော်နေတာဘာကြောင့်ဆိုဒီကောင်နဲ့ကျွန်တော်နဲ့ကအရေးရှင်းကလည်းမတူဘူးဘာလို့ဆိုဒီကောင်ရဲ့အရေးရှင်းကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တနည်းအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တပည့်မှာတော့တပည့်အစံလောက်ပဲရှိတဲ့ကောင်မျိုးဖြစ်ပါတယ်ဆိုတော့ဒီကောင်ကိုကျွန်တော်မပြောဘူးလို့နေတာဒါပေမဲ့မပြောဘူးလို့နေတဲ့ဂျားတွေကကျွန်တော်ဒီ line သုံးမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ post တွေကျွန်တော်တွေ့တယ်ကျွန်တော်ကြိုသွားတယ်ဘာကြောင့်ဆိုဒီလိုကောင်မျိုးကိုကျွန်တော်ပြောဆိုနေလို့ရှိရင်လူငပိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဘယ်လိုပြောလဲသူတို့ထက်ဒီတနည်းအားဖြင့်ဒီကျွန်တော်ခဏပြောနေတဲ့စာတက်ပြီးပညာမတက်တဲ့သူထက်စာတက်ပြီးတော့ပညာမတက်တဲ့လူငပိန်တွေနဲ့ပဲကျွန်တော်ပြောချင်တာဆိုတော့သူ့လိုမျိုးအိမ်သားမရှိတဲ့ရွာကလဲတန်းမအောင်တဲ့ကောင်မျိုးနဲ့ကျွန်တော်စကားပြောချင်တာမဟုတ်ပါဘူးဒါမဲ့လက်ရှိဒီကောင်ကနေပြီးတော့စောကားလာတာများတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီကနေ့ဒီဗီဒီယိုကို reaction လုပ်ရခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကောင်ဟောင်သွားတဲ့သူ့ရဲ့ဒီဟောင်တဲ့ဒီကျွန်တော်စကလုံးတချို့ကိုကျွန်တော်နောက်ထောင်ကြအောင်ခုနနေတိုးဆိုတာကရခိုင်နာချူလေးဆိုတာရခိုင်အဲ့ဒီသူတို့ပြောရတဲ့စကားကိုပိုးဆိုးတယ်ဘယ်သူဖျက်မှာပါလဲသူတို့အသိစိတ်ဓာတ်နဲ့သူတို့လောက်တာပါဆိုပြီးပြောတာဒါပြည်သူလက်စော်ကားဆိုသူတို့ရခိုင်မျိုးတွေကိုလက်စော်ကားတာဘာဖြစ်လို့ခုရခိုင်နေဆိုတာအဖိနိခဏသူတို့ကိုယ်တိုင်သိတယ်ဒီနေတိုးတို့ဘာညာတို့နဲ့ brain wash လုပ်ပြီးတော့ကားရိုက်နော်ဒီရေးပေါက်ဝဲကြီးကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ရိုက်အခုဒါလေးကိုတော့မှဝေဖန်တဲ့အတွက်ကြောင့်ဒါရိုက်တာမိုက်ကြီးတို့ကိုခန့်ထားတယ်ဆိုဒီရုပ်ရှင်ကားလေးမှားတယ်မှန်တယ်တော့ဝေဖန်ခွင့်မရှိတဲ့လူတွေကနေဒီမိုကရေစီပေးမယ်လေဆိုတာတနည်းအားဖြင့်ခွေးပါဇက်ကဇက်စကားလို့ပြောရမှာတဲ့ခွေးစကားထွက်တယ်လို့ပြောရမှာနော်အဲ့တော့ဒီပထမဘုန်းကြီးပြောတဲ့အတိုင်းပဲပေါ့နော်သူကတော့တဲ့ပဲအချူလေးရခိုင်နေတူကရခိုင်နဲ့ရခိုင်နေမျက်နှာမထောက်ဘူးပါဖြစ်တယ်ညာဖြစ်တယ်နော်အဲ့တော့လူမျိုးရေးတွေပါနေတယ်နေတူကမေးအောင်နိုင်ရဲ့ policy ကားကိုရိုက်လို့ငါတို့မထောက်ခံဘူးဘယ်ရခိုင်မှလည်းမထောက်ခံဘူးဘယ်ရခိုင်မှမင်းအဲ့ဒါရှင်းလေးပဲအဲ့တော့နေတိုးအကြောင်းပြုပြီးတော့ရခိုင်လူမျိုးကိုပောက်ခတ်စော်ကားခြင်းနဲ့စိတ်ဓာတ်တွေပါနေတဲ့အကြံစီတွေပါနေတယ်အဲ့ဒါကိုပြောတာအဲ့တော့ဒီဖုန်းကြီးပြောသလိုဒီဖုန်းကြီးပဲငါပြန်မင်းမယ်အဲ့ဒီဇာကားကနေတိုးနဲ့ရှုလေးနဲ့နှစ်ယောက်တည်းပဲရိုက်တာကြံတဲ့ဗမာအမှုပညာရှင်တွေမပါဘူးလားတရုတ်ဆောင်မြင်းများတို့ဘာတို့ညာတို့မပါဘူးလားဟမ်ကာတို့နော်ဂျပန်တို့ကိုရီးယားတို့UK တို့ဂျာမနီတို့မင်းတို့ထွက်သွားစရာမှမလိုတာနော်အဲ့ဒီ KNU နေမြေထဲလွတ်မြောက်နေမြေထဲမှာမင်းတို့နေပြီးတော့ဒီတော်လိုင်းရေးကို
ကိုနိုင်တဲ့ဘက်ကပံ့ပိုးလို့ရတယ် PDF တွေနဲ့တိုက်ပွဲဝင်လို့ရတယ်မင်းတို့အဲ့လိုမျိုးတတိမျိုးမင်းတို့ရှိလို့လားအဲ့လိုမျိုးမင်းတို့လောက်ရဲလို့လား ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကျွန်တော်တို့လက်ရှိနေပြီးတော့အခုဒီကောင်ဟောင်းသွားတဲ့ထက်မှာနံပါတ်1ဖုန်းကြီးကိုမင်းနဲ့ငါနဲ့သုံးသွားတာတွေ့ရတယ်ဆိုတော့နောက်တစ်ခုကကြတဲ့ကသူကဘာလဲဆိုတော့ဒီဆရာတော်တွေပြောသွားတဲ့ထက်မှာသူကလူမျိုးရဲ့အစွန်းရောက်ဘာသာရဲ့အစွန်းရောက်စကားလုံးတစ်လုံးမှပါတာမျိုးမတွေ့ရပါဘူးသူတို့ပြောသွားတဲ့ထက်မှာဒီလက်ရှိနေပြီးတော့နေတိုးကိုပုံကိုရေးအရာဝေဖန်ထောက်ပြပြီးတော့ဒီလက်ရှိတော်လှန်ရေးကာလမှာဒီရွေးကောက်ပွဲရဲ့အကြောင်းကိုဒါသူ့အနေနဲ့ဒါဆွေးနွေးသုံးသပ်သွားကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအင်မတန်မှဒါကြီးညိုစရာကောင်းတဲ့အင်မတန်မှလေးစားဖွယ်ရကြီးညိုဖွယ်ရကောင်းတဲ့ဒီလိုဆရာတော်မျိုးကြီးကိုကြတော့သူကမင်းနဲ့ငါနဲ့တို့သာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်စောစောတင်ပြခဲ့တဲ့အတိုင်းပဲဒီကျွန်တော်21ရာစုရဲ့ဒေဝဒတ်လို့ကျွန်တော်ပြောဆိုတာဖြစ်ပါတယ်ဆိုတော့ဒီ21ရာစုရဲ့ဒေဝဒတ်တနည်းအားဖြင့်ငပိတ်ကိုလေငပိတ်မှာတော့မှတခါအိမ်သာမရှိတဲ့ယောဂလေးရမ်းမအောင်တဲ့ငပိတ်ဆိုတော့ဒီငပိတ်နောက်တော့ကဘာဖြစ်သွားဆိုဒီလက်ရှိနေတိုးနဲ့ရှူလေးကိုပြောတဲ့ထက်မှာတဲ့တနည်းဘာလဲဆိုဒီကျွန်တော်လူမျိုးရေးတွေပါနေတာကိုတွေ့နေရတယ်တဲ့ဆိုတော့သူတို့ဒီဆရာတော်တွေပြောတဲ့ထက်မှာဒီနေတိုးနဲ့ရှူလေးကိုပြောတော့တာရခိုင်လူမျိုးတစ်မျိုးလုံးကိုပြောဆိုသွားတာမတွေ့ရဘူးဆိုတော့ကဒီကောင်းရဲ့အောင်နောက်ဟာဘာနဲ့တော့လို့ဆိုဒီကျွန်တော်ပုံကိုရေးအစွဲလွန်ပြီးတော့ပုံကိုရေးကိုဟိုအစွဲအလံတအားဖြစ်ပြီးတော့တနည်းအားဖြင့်ကျွန်တော်တနည်းအားဖြင့်ဒီပုံကိုရေးကိုခင်တွေတဲ့ psychology တွေဝင်ပြီးတော့ဒါအခုလိုမျိုးသုံးသပ်သွားတာမျိုးဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒါဆိုနောက်တော့ဒီကျွန်တော်တစ်ခုထပ်ကြည့်ကြရအောင်ဒါဆိုဒီလက်ရှိနေပြီးတော့သူပြောတဲ့ထဲမှာဒေါအောင်ဆန်းစုကြည်ကိုပုပ်ကိုရေးအရာပိုးဝင်နေတဲ့ NLD ကနေပိန်းဆိုတဲ့စကားကိုသုံးသွားတယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်တို့ဒီလက်ရှိပုပ်ကိုရေးအရာပိုးဝင်နေတဲ့ NLD အစုအဖွဲ့ပေါ့ဒီလက်ရှိ NLD ထောက်ခံတဲ့လူတွေ NLD ရဲ့အတိုင်းဝိုင်းကိုသူပြောတော့တာဗာလဲဆိုတဲ့ကနေပိန်းဆိုပြီးသူပြောတော့သူကပြောတော့တာပြရဆိုတော့ကျွန်တော်ကဒီစကားလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒါပြောချင်တာကလက်ရှိဒီကျွန်တော်တို့ကအခုလက်ရှိနေပြီးတော့ NLD ကိုကျွန်တော်တို့ကထောက်ခံတာမဟုတ်ဘူး NLD ကိုကျွန်တော်အားပေးတာမဟုတ်ဘူး NLD ကိုဝိုင်းရံတာမဟုတ်ဘူးဒီမိုကရေစီကိုအားပေးတာဒီမိုကရေစီကိုဝိုင်းရံတာဖြစ်တယ်ဆိုတော့ဒီမိုကရေစီရဲ့စံချိန်စံညွှန်းနဲ့အညီလောက်ကင်ဆောင်ရွက်ပေးမယ်မေတ္တာရှင်ဖြစ်လာမယ်မေတ္တာရှင်အစိုးရဖြစ်တဲ့ဒီ NLD ကိုကျွန်တော်ထောက်ခံတာဖြစ်တယ်လက်ရှိဒီကျွန်တော် NUG အစိုးရထောက်ခံတာဖြစ်တယ်ဘာကြောင့်ဆိုတော့ NUG အစိုးရဒီလူအတိုင်းဝိုင်းထဲမှာတနည်းအားဖြင့်ကျွန်တော်ဒီမိုကရေစီကိုလိုလားတဲ့ဒီမိုကရေစီရဲ့စံချိန်စံညွှန်းအတိုင်းလောက်ကင်ဆောင်ရွက်ပေးမယ်အစိုးရတရက်လို့ထင်မြင်ယူဆကြတဲ့အတွက်ကျွန်တော်အားလုံးဝိုင်းရံနေကြတာဖြစ်ဆိုတော့ကျွန်တော်အရင်တော့လည်းခဏပြောပါတယ်ကျွန်တော်နေပိန်းလို့ကိုနေပိုက်လို့ပဲကိုကျွန်တော်လက်ရှိကြုံနဲ့ကင်းတဲ့အတွက်ကျွန်တော်ကိုခုပါတယ်ဆိုတော့သူဟာသူနေပိန်းလို့ကိုဒါကျွန်တော်တို့မဘူးဒါမဲ့ကျွန်တော်တခြားလူတွေပြောတာတော့ကျွန်တော်ခံနိုင်နေပြီအခုကအိမ်သာမရှိတဲ့ရကလေးတန်းမောင်တဲ့ဒီလိုမျိုးလူငပိန်းပြောတော့တာတော့ကျွန်တော်ကလက်မခံတဲ့အတွက်ကြောင့်အခုလိုမျိုးပြန်လေရှေ့ပနေခြင်းတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခါဘာလဲဆိုတာဒီလက်ရှိနေပြီးတော့ဒီပေါ့နော်နေတိုးကိုပြောသလိုနဲ့တဲ့ဒီလူမျိုးရေးကိုတိုက်ခိုက်မှုတွေပါနေတယ်ဆိုတော့နေတိုးကိုပြောတာရခိုင်လူမျိုးကိုတိုက်ခိုက်တာမှမဟုတ်တာပဲလေအဲ့တော့စောစောကျွန်တော်ပြောခဲ့သလိုပဲပုပ်ကိုရေးကိုအစွဲလွန်ပြီးတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် psychology ဝင်ပြီးတော့ပေါ့နော်ဒါတနည်းဒါ psychology ဆိုတာကျွန်တော်ဒီ psychology ဆိုဒီကောင်သိမှသိမယ်အယူစိတ်ပေါ့ဒီလိုမျိုးဒီကျွန်တော်တို့တနည်းအားဖြင့်အယူစိတ်ဓာတ်မျိုးဝင်ပြီးတော့ဒါအခုလိုမျိုးပြောဆိုသွားတာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒါတစ်ချက်ပေါ့အဲ့တော့လက်ရှိနေပြီးတော့သူကဘာဖြစ်သွားလဲဆိုတော့ဒီလက်ရှိနေပြီးတော့နေတော့ဒီကျွန်တော်တို့ဘောနော်ဒီရုပ်ရှင်ဗီဒီယိုတရုပ်ဆောင်ကိုဇာခီကနေပြီးတော့ပြောလိုက်တယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီဘောနော်စက်ကောင်စီနဲ့အလုပ်လုံးမဲ့အစားဒီအာနာရှင်တွေနဲ့အလုပ်လုံးမဲ့အစား
ဒီပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုဒီပိုင်ဆိုင်သမျှတွေကိုဆွန့်လို့ပြီးတော့ငါတို့လိုထွက်ပြေးလာပါလားငါတို့လိုမျိုးတခြားနိုင်ငံတွေဝင်လာပါလားဆိုတဲ့စကားလုံးမျိုးကိုကိုဇန်ခီကပြောဆိုခဲ့ပါဆိုတော့ဒီစကားလုံးနဲ့ပတ်သက်ပြီးတော့ဒီလူငပိန်ပြောတော့တာဘယ်လိုပြောသွားလဲဆိုတဲ့ကဒီဘောဇန်ခီဟာလက်ရှိဒီကျွန်တော်တို့ဇန်ခီနဲ့အတူတူဒီတခြားလူတွေအားလုံးဟာဒီလိုနိုင်ငံခြားကိုထွက်ပြေးသွားခြင်းဟာမိမိနိုင်ငံကိုရှစ်တာမျိုးမိမိနိုင်ငံကိုရှစ်တာမိမိပြည်သူကိုချစ်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့မိမိကောင်းစားရဲ့အတွက်တခြားဒီကျွန်တော်တို့တနည်းအားဖြင့်ဘယ်လိုပုံလဲဆိုလို့ရှိရင်မျက်နှာလေးဂေးပြက်ပြည်သူတွေကိုမျက်နှာလေးဂေးပြက်ထားခဲ့တဲ့ပုံစံမျိုးဆိုလို့ပြောဆိုတာတွေ့ရတယ်တကယ်လို့ပြည်သူကိုတကယ်ချစ်ရင်နိုင်ငံကိုတကယ်ချစ်ရင် KNU ဒီလုံမြောက်နေမြေဒါမှမဟုတ်တခုခုလုံမြောက်နေမြေတခုခုမှနေပြီးတော့ဒီကျွန်တော်တို့ပြည်သူတွေနဲ့ရင်ပေါင်တန်းပြီးတော့စစ်ကောင်စီအမြင့်ပြရဲ့တိုက်ခတ်တဲ့နဲ့ဆိုပြီးတော့ပြောဆိုတာတွေ့ရဆိုတော့ဒီလူငပိန်ပြောသွားတဲ့ထဲမှာကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အားလုံးဒီနိုင်ငံခြားကိုသွားတယ်ဆိုတာကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော်လာရဲ့အတွက် support တနည်းအားဖြင့်ဒီကျွန်တော်တော်လာရဲ့အတွက်ထောက်ဖို့လုပ်ငန်းတွေတော်လာရေးမှာဒီတစ်ဖက်တစ်လမ်းကနေပါဝင်ခြင်းတဲ့စိတ်ဆန္ဒတွေရှိပြီးတော့လက်ရှိဒီတော်လာရေးကိုတော်လာရေးတရက်အဖြစ်မြင်ဖို့ကဘာကမြင်ဖို့ဒါကျွန်တော်တို့ကနေပြီးတော့အဖက်ဖက်ကနေဝိုင်းဝန်းကြိုးပမ်းနေကြတာဖြစ်ပါတယ်ဆိုတော့ပြည်တွင်းမှာနေပြီးတော့ကျွန်တော်တိုက်ခိုက်နေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါကိုကဘာကမြင်တော့ပြည်တွင်းဆက်ဆိုလို့မြင်တာဒါဒီကျွန်တော်စစ်တိုက်နေတာမဟုတ်ဘူးအဲ့တော့ဒီကျွန်တော်ထောင်ကထွက်လာခါစားတော့ကဒီကျွန်တော်ဒီဘက်လုံးရောက်နေပြီကျွန်တော်ရောက်လာတဲ့အချိန်မှာပဲဒီကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့ဒီကျွန်တော်ဖူလာသမကိုင်လူခွေရေးတနည်းပြမယ်ဆိုလို့ရှိရင်ဒီဆိုင်ရာပေါ့နော်ဒီကျွန်တော်တို့ကိုယ်စလေပေါ့လူခွေအထူးကိုယ်စလေဒီကျွန်တော်အန်ဒရူးနဲ့ကျွန်တော်တို့တွေ့တော့ဒီကျွန်တော်တွန်အန်ဒရူးကိုကျွန်တော်ပြောပြတယ်လက်ရှိဒီကျွန်တော်တို့ဟာတခြားနိုင်ငံမှာနေထိုင်ဖို့မဟုတ်ဘူးကျွန်တော်တစ်သက်လုံးသူများနိုင်ငံမှာနေထိုင်ဖို့အတွက်ဒါကျွန်တော်တို့လာကြတာဘူးကျွန်တော်တနည်းအားဖြင့်ခဏတစ်ဖြုတ်ယာယီဒါနေထိုင်ပြီးတော့ကျွန်တော်တို့ပြည်တွင်းမှာဒီတော်လာရေးလုပ်ငန်းတခြားတနည်းအားဖြင့်ဒီကျွန်တော်တို့စိတ်ရအရာကို၎င်းနိုင်ငံရေးအရာကို၎င်းတော်လန်တိုက်ခိုက်နေကြတဲ့လူတွေကိုဒါကျွန်တော်တို့ကူညီပံ့ပိုးပေးခြင်းတဲ့စေတနာစိတ်တွေနဲ့ဒါကူညီပံ့ပိုးပေးမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဒီဘက်ကိုကျွန်တော်ထွက်လာကြတာပါဆိုတော့ကျွန်တော်တို့ကဒီတနည်းအားဖြင့်သူ့ကိုအဲ့ဒါမျိုးကျွန်တော်ပြောပြလိုက်တယ်အဲ့ဒီမှာဒီကျွန်တော်တွန်အန်ဒရူးကိုကျွန်တော်ပြောလိုက်တယ်ကျွန်တော်တို့အားလုံးကျွန်တော်ဟာလက်ရှိဒီဘက်ကိုရောက်လာတယ်ဆိုတာတခြားနိုင်ငံတွေတတိယနိုင်ငံလိုနေရာမျိုးကျွန်တော်ပေါ့ကျွန်တော်ဟာဒီမြန်မာနိုင်ငံမှာနေတဲ့မြန်မာလူမျိုးတယောက်ဖြစ်တယ်ဒီတော့ဒီကျွန်တော်မြန်မာပြည်မှာမြန်မာနိုင်ငံမှာအာဏာရှင်ကင်းစင်သွားတဲ့တနေ့ကျွန်တော်မြန်မာနိုင်ငံကိုကျွန်တော်ပြန်မှာဖြစ်တယ်ဒီတော့လက်ရှိဒီအာဏာရှင်ကင်းစင်ဖို့အတွက်ဒါနေပြီးတော့ကျွန်တော်တို့ကိုတက်ရကိုကျွမ်းကျင်ရနေရအသီးသီးကနေပြီးတော့ဒါတော်လန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်ဆိုတော့လက်ရှိဒီလူငပိန်ပြိုးသွားတဲ့စကားတွေကဘာနဲ့သွားတူလဲဆိုတဲ့ကတနည်းအားဖြင့်မယ်ဆိုလို့ရှိရင်ဒီဘောပေါ့သူကအတွေ့အခိုဉာဏ်ပညာနေပါတဲ့အတွက်ဒါအခုလိုမျိုးဒါသူသုံးသပ်သွားတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ခုကြည့်မယ်နော်ဒီNUG ကိုတဲ့မထောက်ခံတဲ့သူတွေကိုမင်းတို့မထောက်ခံရကောင်းလားဆိုပြီးတော့တယူတန်တဲ့စိတ်တလုံးကန်းတစ်ဖက်ပိုက်အဖွဲ့တွေကမှန်တယ်ဆိုတဲ့စိတ်ဓာတ်ကိုအခြေခံပြီးတော့ငါနဲ့မတူငါရန်သူဆိုပြီးတိုက်ခိုက်နေတာတွေကအကြည့်တန်အယုတ်ဆိုးလာတယ်ဆိုပြီးတော့သူ့ပဇာတ်ပြောတယ်ဆိုတော့ကျွန်တော်သူပြောသွားတာကိုကျွန်တော်နောက်ပြီးတော့ကျွန်တော်အရန်အံ့ဩတယ်တိလားဘာကြောင့်ဆိုတော့ကျွန်တော်နောက်လိုက်တဲ့ကဖနက်ဂျာကနတ်စကားထွက်တဲ့ပုံစံမျိုးဖြစ်ပါဘာကြောင့်ဆိုတော့ဒီကောင်ပြောသွားတဲ့စကားတွေထဲမှာဗာလဲဆိုတဲ့ကငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်လို့ပြောတယ်ဆိုတော့ဒီခွေးတောင်စားဟာလက်ရှိရခိုင်ပြည်ထဲမှာမိတဲနေထိုင်နေတဲ့ရိုဟင်ဂျာလူမျိုးတွေကိုဗုဒ္ဓဘာသာမကိုးကွယ်တဲ့အတွက်တနည်းအားဖြင့်တခြားဘာသာကိုကိုးကွယ်နေကြတဲ့အတွက်ငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးထားတာဒီကောင်မျိုးဖြစ်ပါတယ်တခြားကောင်မဟုတ်ပါဘူးဆိုတော့ဒီလိုလူငပိန်တနည်းအားဖြင့်ဒါကျွန်တော်ခဏသုံးသပ်ပါတယ်အိမ်ပါမရှိတဲ့ကလေးတန်းမအောင်တဲ့ငပိန်ရဲ့
ဒီပြောဆိုချက်ပေါ့နော်ဒါတွေကျွန်တော်နောက်တော့ကြည့်တဲ့အခါကျွန်တော်စောစောကျွန်တော်ပြောသလိုပဲဖနက်ဂျာကနက်စကားထွက်တဲ့ပုံဆိုတော့လက်ရှိဒီကျွန်တော်တို့ရဲ့ရခိုင်ဒီထက်ပါရိုဟင်ဂျာတိုင်းရင်းသားလူမျိုးတွေကိုတိုင်းရင်းသားလူမျိုးတွေဟာဗုဒ္ဓဘာသာအိုးဝေတဲ့လူမျိုးတွေမဟုတ်တဲ့အတွက်နောက်ပြီးဒီလက်ရှိနေပြီးတော့ရိုဟင်ဂျာနဲ့ဘင်္ဂလီဆိုတာမတူတာကိုသိပါလျက်နဲ့ဒါမှမဟုတ်လဲတကယ်မသိတာလားမသိရှင်အောင်ဆောင်တာလားမသိဘူးသူတို့ငါနဲ့တူငါရတဲ့ဆိုအစ်စိတ်တက်တွေနဲ့ဒီရိုဟင်ဂျာလူမျိုးတွေကိုစော်ကားတာမျိုးတွေရိုဟင်ဂျာလူမျိုးတွေကိုပုတ်ခတ်တာမျိုးတွေအများကြီးဒီကောင်ဟာဟောင်ခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ရိုဟင်ဂျာတွေကိုအများကြီးဟောင်ခဲ့တာဒီကောင်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်နဲ့ဟောင်တာဒီလက်ရှိဒီကျွန်တော်တို့ဒီမိုကရေစီကိုလော်လာတဲ့သူတွေမဟုတ်ဘဲနဲ့ဒီလိုမျိုးငပိန်တွေကသာဟောင်နေခြင်းဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ထောက်ပြခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုဒုစုကြည်ကိုထပိန်ကိုရှုံတဲ့ကျုံကရင်တွေရှိကြတယ်လို့မင်းအောင်လိုင်းဘိုးကိုမားတဲ့ကျုံကရင်တွေရှိကြတယ်တဲ့ငါတို့ရခိုင်မှာလည်းပဲကျုံရခိုင်တွေများနေတယ်တဲ့မဟုတ်ကကိုလူမျိုးကိုတိုက်ခိုက်နေတဲ့သူတွေအောက်မှာကိုရခိုင်အရှင်းရှင်းထိုးနှက်မှုလုပ်နေတဲ့အဲ့ဒီကျုံရခိုင်တွေသတိထားရတယ်ဟာပြင်းတယ်ကျွန်တော်သူပြောလိုက်တဲ့စကားကိုကြားပြီးတော့ကျွန်တော်လည်းကြောက်သေးတော့ပန်းပလိုက်ဘာကြောင့်ဆိုဒီကောက်မျက်နှာကိုမြင်အောင်ပြီးတော့ပန်းလိုက်တာအဲ့တော့ကျွန်တော်တို့ပြောချင်တာကလက်ရှိဒီကျွန်တော်တို့ဒေါ်ဆန်းစုကြည်ရဲ့တပိန်ကိုရှောင်တဲ့ဒါကျွန်တော်တို့ကဒါမြင့်မြတ်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့လက်ရှိအမတမနိုင်ငံပေါ်မှာချက်တစိုက်နိုင်ငံကိုမျက်နှိုးတဲ့စိတ်တွေကြောင့်သူ့ရဲ့ငေရွေနုပြိုတဲ့အရွယ်ကိုတနည်းအားဖြင့်သူ့ရဲ့နုပြိုဒီငေရွေနုပြိုတဲ့အရွယ်ကိုအဆုံးရှုံးခံပြီးတော့တနည်းအားဖြင့်ယောဂနဲ့သေတော့မဲ့ဆေးယောက်ျားဖြစ်သူတော့မှသွားမကြည့်တော့ဘဲနဲ့ခလေးနှစ်ယောက်ပေါ်မှာပြည့်သူ့ရဲ့အသွေးအသားကနေမွေးဖွားခဲ့တဲ့အိုလာလွေစေလာဖွားပြီးတော့မွေးဖွားခဲ့တဲ့သူ့ရဲ့သားနှစ်ယောက်ပေါ်မှာပြည့်ခဲ့ပြီးတော့သူ့ကိုရှာဖွေကျွေးမွေးတဲ့လင်ယောက်ျားပေါ်မှာပြည့်ပြီးတော့တကူကောင်းစိတ်တက်လို့ပြောလို့ရတဲ့တကူကောင်းစိတ်တက်တွေနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကိုချစ်တဲ့စိတ်နဲ့သူ့ရဲ့ပျော်မြင့်နှုတ်ရတဲ့အရွယ်တွေကိုကောင်းဆုံးစေတဲ့အမျိုးသမီးကြီးရဲ့လက်အောက်မှာနေရခြင်းဒီအင်မတန်မှမုံမြတ်မှုအရှိဆုံးလို့ဒါကျွန်တော်ပြောရအောင်ဆိုတော့မုံမြတ်တဲ့နေထိုင်မှုမျိုးလို့လည်းပြောရအောင်ဒီတော့လက်ရှိဒီကျွန်တော်တို့အာနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာအကောင်လုံးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အကောင်လုံးဒီအာနာရှင်စနစ်ရဲ့လက်အောက်မှာကျွန်တော်တို့နိုင်ငံရေးဆိုတာမသိလူမျိုးရေးဆိုတာမသိဘာသာရေးဆိုတာမသိတဲ့ဒီလိုလူတွေကြားမှာသူတို့ရဲ့ဘဝတွေကိုစတဲ့ခံပြီးတော့သူ့ရဲ့ဘဝကိုစတဲ့ခံပြီးတော့သိလူတွေသူ့ရဲ့မြန်မာပြည်သူပြည်သားတွေအသိဉာဏ်ဖွံ့ဖြိုးလာစေဖို့လှုပ်ဆောင်ပေးခဲ့တာသူဒီကနေ့ဒေါအောင်ဆန်းစုကြည်တရားဝင်ရှိပါတယ်မြန်မာနိုင်ငံမှာနောက်ထပ်ဒေါအောင်ဆန်းစုကြည်မျိုးပိုပေါက်လာနေစရာအကြောင်းမရှိတော့ပါဆိုတော့မြန်မာနိုင်ငံမှာနောက်ထပ်ဗိုလ်ချုပ်အောင်ဆန်းဟာမပိုပေါက်တော့ကလို့ပိုပေါက်လာခဲ့ဒါမျိုးလည်းမရှိခဲ့တယ်လို့ဒီကနေ့ဒေါအောင်ဆန်းစုကြည်ဆိုတဲ့နောက်ထပ်ဒေါအောင်ဆန်းစုကြည်လည်းပိုပေါက်လာနိုင်စရာအကြောင်းမရှိပါဘူးပိုပေါက်လာမှလည်းမဟုတ်တော့ပါဆိုတော့ဒီလိုမျိုးမြင့်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့အမျိုးသမီးကြီးရဲ့ထပိန်ကိုရှောင်ရတာအင်မတန်မှမြတ်ဆိုတော့လက်ရှိဒီကောင်ကအခုလက်ရှိဒါတကယ်ပြောမယ်ဆိုလို့ပစိုးအောက်ကိုဝင်နေတာပေါ့ဘယ်သူပစိုးလဲဆိုတော့ထုံးမြတ်နိုင်ရဲ့ပစိုးအောက်ကျွန်တော်တို့ထုံးမြတ်နိုင်လို့ဒါထုံးမြတ်နိုင်လို့ပြောတယ်တခါတလေမှသာကျွန်တော်စိတ်နေနေဘယ်လိုကောမလဲကျွန်တော်စိတ်နေနေ
စိတ်ဟိုနည်းနည်းပျော်ရွှင်နေတဲ့အချိန်မှသာနည်းနည်းကျွန်တော်ကြည်လင်နေစိတ်ကြည်လင်တဲ့အချိန်မှသာဟိုကျုပ်တွေပါတယ်ကျွန်တော်တက်ပြီးလို့ဆိုတော့တခြားချိန်ဆိုလို့ဒါကျွန်တော်ငထုံးလို့ခေါ်ပို့တယ်ထုံးမြတ်နိုင်လို့ခေါ်တယ်ဆိုတော့ထုံးမြတ်နိုင်ရဲ့ဘိုးကိုမပြီးတော့တနည်းအားဖြင့်ထုံးမြတ်နိုင်ကိုပုတ်ကိုရဲ့အရာလုံခဲ့ပြီးတော့အမေရှိရဲ့အမေပါရှာပေးသမီးရှိရင်သမီးပါရှာပေးနောက်ဆုံးမရရှိမရပါရှာပေးမဲ့ဒီလိုကောင်မျိုးကိုဒါကျွန်တော်လက်ရှိနေပြီးတော့ဒါသူ့ကိုကျတော့ကျွန်တော်အေပိတ်လို့ပဲကိုဒါပေမဲ့အေပိတ်ဆိုလဲမှားတယ်ဒါကဘာလဲတနည်းအားဖြင့်ထုံးမြတ်နိုင်ရဲ့ဘိုးကိုမှားတာပြတယ်ဒါနိုင်ပိတ်ပေါ့နိုင်ပိတ်လို့လည်းခေါ်ရတယ်အေပိတ်လို့လည်းခေါ်ရတယ်ဆိုတော့အဲ့ဒီအေပိတ်တနည်းအားဖြင့်ဒီထုံးမြတ်နိုင်ရဲ့ဘိုးကိုမှားနေမဲ့အစားဒီကျွန်တော်တို့ရဲ့တနိုင်ငံလုံးကိုလူမျိုးဘာသာမခွဲခြားဘဲနဲ့ဒီမိုကရေစီနီလန်တကြသွားခြင်းနဲ့ဒီမိုကရေစီစံပြမိခင်ကြီးရဲ့ထပိန်ကိုရှောင်ရတာလုံခြုံမှုအရှိဆုံးလို့ဒါကျွန်တော်တို့ပြောရအောင်ဆိုတော့ဟုတ်ပြီဒါဆိုလက်ရှိနေပြီးတော့ဒီခွေးတောင်စားအေပိန်တနည်းအားဖြင့်နိုင်ပိန်ပေါ့လေထုံးမြတ်နိုင်ဆိုနိုင်ပိန်ပေါ့ဒီနိုင်ပိန်ဘာနောက်တော့ဘာပြောတော့လဲဆိုတော့ဒီရခိုင်လူမျိုးတွေပျောက်ကွယ်လူနေပါပျောက်ကွယ်လူစေစေဖြစ်နေတဲ့အချိန်မှာတနည်းအားဖြင့်ထုံးမြတ်နိုင်ပေါ်လာတဲ့အတွက်ဒါနေပြီးတော့ဘောနော်ဒီပြန်ပြီးတော့ကျွန်တော်တို့ဒီပျောက်ကွယ်မဲ့ဟာမပျောက်ကွယ်တော့ဘဲနဲ့ဆက်လက်တည်ရှိနေတာဖြစ်တယ်ဆိုလို့ပြောလို့ပြောတာဆိုတော့ထုံးမြတ်နိုင်ပေါ်လာလို့ဆိုတော့ထုံးမြတ်နိုင်ပေါ်လာတဲ့ပုံစံဒီကောင်မသိတာတော့မဟုတ်ဘူးသိတော့သိမယ်ဒါမဲ့ပုံကိုရေးအဆွေလန်းကြည့်ပြီးတော့တနည်းအားဖြင့်ကျွန်တော်တို့ကျတော့ပုံကိုကိုမတော့ကိုကလည်းမတော့အဆွေလန်းကြည့်တာအဲ့လိုမျိုးပုံကိုရေးအဆွေလန်းကြည့်နေတဲ့ဒီငပိန်ကိုကျွန်တော်ဒီနေ့ပြောချင်တာကထုံးမြတ်နိုင်ဘာတွေလုပ်ခဲ့လဲရခိုင်ပြည်နယ်ကိုဘယ်လိုမျိုးပုံစံမျိုးလုပ်ခဲ့လဲလက်ရှိရခိုင်ပြည်နယ်မှာဘယ်လိုမျိုးကျင့်သုံးနေလဲရခိုင်လူမျိုးတွေကိုအရင်တော့ဘယ်လိုမျိုးကျင့်သုံးခဲ့လဲဆိုတာဒီငပိန်သိပြီးဖြစ်တဲ့အတွက်ဒါကျွန်တော်လည်းအထူးတော့ပြောစရာတော့မရှိပါဘူးဒါပေမဲ့ဟိုတရှုပ်တလေလောက်တော့ကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်ရခိုင်ပြည်နယ်မှာအေးကိုမထောက်ခံရင်စိုက်တိုက်ဖြစ်မှာကြီးစံတောင်စီထည့်ပြီးတော့အိမ်တွေကိုလိုက်ပေးတာအေးကိုမထောက်ခံတဲ့ဝန်ထမ်းတွေကိုဖမ်းဆီးပို့ဆောင်သွားတာ2020ရွေးကောက်ပွဲလုပ်တော့မဲ့ကာလစစ်စစ်မှာရွေးကောက်ပွဲတနည်းအားဖြင့်မဲဆွေစီအောင်ဖို့တွားတဲ့ NLD လွှတ်တော်အမတ်3ယောက်ဒါကျွန်တော်တောင်ကုန်းမြို့ပါပဲကျွန်တော်တို့တောင်ကုန်းမြို့ NLD လွှတ်တော်အမတ်3ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတာဆိုတော့နောက်ပြီးရင်ဒီကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဒါကျွန်တော်လောက်ကြံပြီးပြောတာမဟုတ်ဘူးကျွန်တော်စာသင်ခဲ့တဲ့မင်းပြားမြို့နယ်မှာဒီကျွန်တော်တို့ကနေဟာဘိုင်ရွာကရိုဟင်ဂျာလူငယ်လေးတယောက်နွားကြောက်နေတယ်အဲ့ဒီနွားကြောက်နေတဲ့ရိုဟင်ဂျာလူငယ်လေးကိုဖမ်းခေါ်သွားပြီးတော့ပိတ်ဆံ350တောင်းတာမပေးရင်တတ်တယ်မယ်ဆိုလို့ရှင်းလျှောက်တဲ့အတွက်သူမိဖတယ်ဟာအဲ့ဒီချိန်တော့ကလေယာမြေတွေရောင်းချပြီးတော့350သွားပြီးယူကြည့်ပေးလိုက်ရတယ်ဆိုတော့ဒီလိုမျိုးလွတ်ဆောင်ခဲ့တဲ့အေအေဟာလက်ရှိကောင်းတယ်ဆိုလို့ရှိရင်ဖြစ်နိုင်မှာမလားအခုကဘာတွေကောင်းနေလဲဒါပေမဲ့ဟုတ်တယ်လက်ရှိဒီစက်ကောင်စီကိုတိုက်နေရခြင်းဟာလည်းပဲဒါသူတို့လုံးဝဟိုတနည်းအားဖြင့်ဆိုလို့ဒီစက်ကောင်စီဟာဒီကျွန်တော်တော်လိုင်းရဲ့အဖွဲ့အစည်းတွေတိုက်လို့ရှုံတော့မယ်ဆိုတာသူသိနေတယ်ဒီကဒီစက်ကောင်စီတာတော်လိုင်းရဲ့အဖွဲ့အစည်းတွေတိုက်လို့ရှုံနေသွားခဲ့ပြီးတော့တော်လိုင်းရဲ့အဖွဲ့အစည်းလက်ရှိ NUG ကတာအုပ်ချုပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ထုံးမြတ်နိုင်မြေလံပြီးတော့အရှင်းခံမှသိကြမြေလံပြီးအရှင်းခံမှသိကြဒါကိုထုံးမြတ်နိုင်ကောင်းကောင်းသိတယ်ဒါကြောင့်မို့လို့ဒီစက်ကောင်စီမှာလည်းလူအင်အားနေနေတဲ့အချိန်နောက်ပြီးတော့ဒီစက်ကောင်စီကနေပြီးတော့ဒီသူ့ရဲ့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းမှာဒီကျွန်တော်ဥပဒေမသိဘာမသိပဲနဲ့အဲ့ဒီမှာနေပြီးတော့လေမယားချင်းစကားများတာတော့ဖမ်းဖို့ပေါ့လို့ရိုက်နေတာမျိုးတွေရိုက်နေတာတော့တတ်ပြလိုက်တာမျိုးတွေအထိနောက်ပြီးလို့ရှိရင်ဒီကျွန်တော်တို့အိမ်တဲ့အိမ်ကိုစံဘလောက်ပိုက်ဆံကဘလောက်ဆိုပြီးတော့ကောက်တာမျိုးတွေနောက်ပြီးဒီကျွန်တော်တို့တနည်းအားဖြင့်
အဲ့လိုမျိုးမပေးတဲ့အိမ်တွေကိုမပေးတဲ့လူတွေဖမ်းခေါ်သွားပြီးတော့ရိုက်နေတာမျိုးတွေတက်ပြတ်တာမျိုးတွေအထိလှုပ်ဆောင်ခဲ့တဲ့ AA ကိုအဲ့ဒီချိန်တုန်းကဒီစက်ကောင်စီကနေပြီးတော့ပြန်ပြီးတော့တောင်ပိုင်းကနေမောင်းထုတ်ဖို့အတွက်စူးစမ်းတယ်ဒီကျွန်တော်တို့တကယ်ပြောမယ်ဆိုမောင်းထုတ်တယ်ပေါ့ဗျာဒါကျွန်တော်တို့အဲ့ဒီမှာကျွန်တော်အဲ့ဒီမှာနေပြီးတော့ဒီအရင်တော့ကျွန်တော်အကောင့်မှာတင်ခဲ့မှုပါဆိုတော့အဲ့ဒီလိုမျိုးလှုပ်ဆောင်လာတဲ့ခါမှာ AA ဟာနေစရာနေမြေမရှိတော့ဘူးဆိုတဲ့အခါစက်ကောင်စီမှာလည်းပဲဒီကျွန်တော်ပြန်လေးတိရှိလိုက်တဲ့ခါမှာအဲ့ဒီချိန်တော့ဒါကျွန်တော်ခဏခဏတင်ပြခဲ့ပါတယ်ဒီကျွန်တော်တို့မေလဆိုလို့ရှိရင်ဒါကျွန်တော်မြန်မာနိုင်ငံရာသီဥတုအရမိုးတွေရွာမယ်လျှက်တွေလက်မယ်တနည်းအားဖြင့်လေတွေတိုက်မယ်ဒီလိုမျိုးမိုးတွေရွာမယ်ဒီကျွန်တော်တို့တနည်းအားဖြင့်ဆိုလေတိုက်တဲ့အတွက်လေလုံးလာလို့မရဘူးဒီကဒီလေနဲ့တိုက်လို့မရတော့တဲ့အတွက်ကြောင့်နောက်တစ်ခုကဒီရခိုင်ပြည်နယ်ဘက်မှာထွန်းမြတ်နိုင်တဲ့အဲ့ဒီရှိန်တုံးကဒီမဲအွန်လိုင်းနဲ့ဟာညီကိုတွေလို့သမီးရောက်ဖတ်လို့ပေါင်းသင်းဆက်ဆံနေတဲ့အတွက်ရခိုင်ပြည်နယ်ဘက်ကစက်သားအင်အားအရှုပ်တဝက်ကိုတနည်းအားဖြင့်အားလုံးနှီးပါလို့ပြောလို့ရတယ်အားလုံးနှီးပါလောက်ကိုဒီကျွန်တော်တို့တခြားဒီတိုင်းရင်းသားဒေသတွေဖက်ကိုဒါထိုးစစ်ဆင်ဖို့ဒါရှေ့တန်းလုပ်လိုက်ရတယ်ဆိုတော့ရခိုင်ပြည်နယ်မှာစက်သားအင်အားမရှိတဲ့အချိန်မှာထွန်းမြတ်နိုင်ကဓာတ်တွေကိုကောင်းကောင်းအသုံးချပြီးတိုက်ခိုက်တာ။ဘာကြောင့်လဲဆိုတော့မဟုတ်ရင်လည်းထွန်းမြတ်နိုင်ကဒီလက်ရှိနေပြီးတော့ဒါသူစဉ်းစားလာမှာပဲ။ဘာလို့ဆိုတော့ပြည်သူနဲ့လက်တွဲမလားဒီမိုကရေစီအစိုးရနဲ့လက်တွဲမလားဒီလက်နဲ့ကင်ထားတဲ့လူနဲ့လက်တွဲမလားဆိုတော့သူခမင်းစားတဲ့အတွက်ဒါအုံနောက်ရှိသွားတဲ့အတွက်ဒီကနေ့ဒေါ်လာရေးလောကနဲ့သူ့ကိုပြန်လက်ခံတာ။ဆိုတော့ဟုတ်ပြီဒီကျွန်တော်2021အာနာသိန်းပြီးဇရှိန်မှာဒီကျွန်တော်သတင်းဌာနတရှုပ်နဲ့ဒါပြုတ်ဆိုသွားတဲ့စကားလုံးတရှုပ်ကိုဒါကျွန်တော်တို့နည်းနည်းကြည့်ကြမှာဒီတော့နောက်ဆုံးမိဘပြည်သူတွေကျွန်တော်မိကောင်းရှုပ်ပြောချင်တာကကျွန်တော်တို့အားလုံးဒီစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုမှန်ကန်စွာရောက်ရှိစေဖို့အတွက်ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့အာနာရှင်စနစ်စုအမြင့်ပြည့်ရဲ့အတွက်ဝိုင်းဝန်းပူပေါင်းတော်လန်ကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့မိဘပြည်သူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်